White ဟာ American ပြည်ထောင်စုကထိပ်တန်း agent တယောက်ပါရိုက်ကလက်ဝှေ့ထိုးပြီးအသက်မွေးဝမ်းကြောင်းပြုတဲ့ပြပွဲတစ်ခုမှာရိုက်ကမတော်တဆလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေတဲ့သူတယောက်ကိုရိုက်ထုတ်ပြီးသူ့ပတ်စံတွေကိုတင်လိုက်မိတယ်ဒီအဖြစ်အပျက်ကြောင့်မူရစ်စေခိုင်းကောင်းဆောင်ကြီးတယောက်ဒေါ်လာတန်းပေါင်းများစွာဆုံးရှုံးသွားခဲ့ရတယ်နောက်တစ်နေ့မှာရိုက်ရဲ့ကိုဝန်ဆောင်စနီးသည်အရက်ဆက်ဆုံးလုပ်ကြံတက်ဖြတ်ခံလိုက်ရတယ်ဒါပေမဲ့ခိုင်းကောင်းဆောင်ကရိုက်ကိုတိုက်ရိုက်မတက်ခဲ့ဘူးသူ့မှာပို့ပြီးနာကျင်စေတဲ့အစီအစဉ်တစ်ခုရှိတယ်ရိုက်ကသူ့အိမ်ရှင်ကိုကာကွယ်ဖို့ဒုက္ခသည်စခန်းတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့တယ်ဒါပေမဲ့သူကဂယုနာနဲ့သူ့ဖက်နှက်တွေကိုအိမ်မက်လူတယောက်ကိုပေးလိုက်တဲ့အခါနောက်တစ်နေ့မှာအဲ့ဒီလူတေဆုံးသွားတာကိုသူမြင်လိုက်ရတယ်ဒုက္ခသည်စခန်းမှာဆက်နေဖို့မဖြစ်နိုင်တော့ဘူးအပြစ်မဲ့လူတွေမသေးစေဖို့ရိုက်ကလမ်းတွေပေါ်မှာလှည့်လည်သွားလာခဲ့တယ်သူ့ပတ်စံအိတ်ခိုးခံရတယ်သူကဒဏ်ကြီးမဆက်နိုင်လို့ရဲတွေကသူ့ကိုနှင်ထုတ်လိုက်တယ်သူရှိကရဲရရှိကတော့သူအရင်ကဖော်ထုတ်ခဲ့ဘူးတဲ့အဂတိလိုက်စားတဲ့ရဲတယောက်ပါအဲ့ဒီရဲကရိုက်ကိုမုန်းတီးနေတဲ့သူ့ရဲလုပ်ဖို့ကံဖက်တွေကိုခေါ်လာတယ်သူတို့ကရိုက်ကိုရဲတောင်ဝိုင်းနဲ့ရိုက်နေကြတယ်ရိုက်ကတောင်မှပြန်မတိုက်ခဲ့ဘူးရိုက်ကမြေအောက်ရထားကူတာတစ်ခုမှာတယောက်တည်းရောက်လာပြီးသူ့ဘဝကိုအဆုံးသတ်ဖို့အသင့်ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူကကလေးမလေးတယောက်သူ့ကိုအကူအညီတောင်းနေတာကိုတွေ့လိုက်ရတယ်ခိုင်းသားတွေရထားကူတာထဲဝင်လာကြတယ်ရိုက်ကချက်ချင်းနားလဲသွားတယ်ခဏလေးတွတ်ဆုပ်ပြီးနောက်သူကမတိခင်မှာကောင်းမှုတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ရထားကစထွက်နေပြီပဲရိုက်ကရထားခေါင်မိုးပေါ်တက်ပြီးတွဲဆိုင်အလဲကိုခုန်ဆင်းလိုက်တယ်ကလေးမလေးဖမ်းခံရတော့မယ့်အချိန်မှာရိုက်ကသူ့ရဲ့စွမ်းပကားအပြည့်ကိုပြသလိုက်တယ်။လမ်းဘေးခိုင်းသားတွေသူ့ကိုမရှင်နိုင်ကြဘူး။ခိုင်းကောင်းဆောင်ကတနက်ကိုဆွဲထုတ်ဖို့ကြိုးစားတယ်ရိုက်ကသူ့ကိုချက်ချင်းရိုက်ထုတ်ပြီးခိုင်းသားရဲ့ပတ်စံအိတ်ကိုတင်းယူကကလေးမလေးနဲ့အတူထွက်ခွာဖို့ပြင်လိုက်တယ်။ဒါပေမဲ့ကလေးမလေးကဒီမျက်နှာတီတီနဲ့လူစိမ်းကိုတန်တရားဝင်နေတယ်။သူမသူ့ကိုလုံးဝမယုံကြည်ဘူး။သူမကအခွင့်အရေးရပြီးရထားပေါ်ကနေပြေးထွက်သွားတယ်။သူမအပြင်ထွက်လိုက်တာနဲ့ရဲနှစ်ယောက်ကသူမကိုလမ်းပိတ်လိုက်တယ်။ကံကောင်းစွာပဲရိုက်ကအချိန်မီရောက်လာတယ်ရန်သူရဲ့အင်အားဖြစ်တင်မှုတွေချင်းကပ်လာနေပြီးရိုက်ကကလေးမလေးနဲ့အတူထွက်ပြေးရင်းအချိန်မှန်ပြန်လဲတိုက်ခိုက်လိုက်တယ်နှစ်ကြိမ်နိုင်ကဲတင်ခံရပြီးနောက်ကလေးမလေးနောက်ဆုံးမှဟုတ်တိုင်းပြောလိုက်တယ်သူမနာမည်ကမေးမဲဖြစ်ပြီးတင်းချပါရမီရှင်တယောက်ပါသူမကအသက်8နှစ်ပဲရှိသေးပေမဲ့ကိန်းကနန်းတွေကိုတစ်ချက်ကြည့်လိုက်တာနဲ့ချက်ချင်းမှတ်မိနိုင်တယ်မေးရဲ့အရေးချင်းကိုသိသွားတဲ့အခါခိုင်းကောင်းဆောင်ကသူမကိုခေါ်ယူခြင်းခဲ့တယ်ဘာကြောင့်လဲဆိုတော့သူကအလွန်မင်းတန်တရားစိတ်ကြီးပြီးသူ့လုပ်ငန်းတွေအတွက်သူကမေးရဲ့အမေကိုချင်းချောက်ပြီးကလေးမလေးကိုသူ့အတွက်အလုပ်လုပ်ခိုင်းခဲ့တန်ဘက်ခိုင်းတစ်ခုကသူတို့ကိုတိုက်ခိုက်လာပြီးသူမကအခွင့်ကောင်းယူပြီးထွက်ပြေးခဲ့တယ်အဲ့ဒီအချိန်မှာပဲရိုက်ကမြေအောက်ရထားထဲမှာသူမကိုကဲတင်ခဲ့တာပါနောက်လိုက်တွေကိုလွတ်ပြီးနောက်ရိုက်ကဝစ်စုံဝစ်ပြီးမေးကိုစိန်ခံဟိုတယ်တစ်ခုမှာခိုအောင်သွားတယ်သူ့အဆိုအရခိုင်းကောင်းဆောင်ရဲ့ကိန်းကနန်းတွေဟာတစ်တာခန်တစ်ခုရဲ့တော့ကုတ်ဖြစ်နိုင်တယ်ဒါပေမဲ့လက်နက်အပြည့်အစုံတက်ဆင်ထားတဲ့လူဆိုးတစုကြီးသူတို့စီလာနေပြီဆိုတာသူတို့မသိသေးဘူးသူတို့ကကစားတီနေရပြစနစ်နဲ့ရိုက်ကိုချေရခံထားတယ်လူဆိုးကောင်းဆောင်ကတနက်ထုတ်ပြီးရိုက်ရဲ့အခန်းနံပါတ်ရဖို့ဟိုတယ်အခန်းကိုချင်းချောက်လိုက်တယ်အဲ့ဒီအချိန်မှာဟိုတယ်လုံခြုံရေးတွေရောက်လာတယ်နှစ်ဖက်စလုံးပြစ်ခတ်ကြတဲလုံခြုံရေးတွေကိုလူဆိုးတွေကချက်ချင်းချေမှုန်းလိုက်တယ်ဒါပေမဲ့တနက်တန်တွေကရိုက်ကိုသတိပေးလိုက်တယ်သူ့ရဲ့အတွေ့အကြုံနဲ့အနေရကိုချက်ချင်းသိလိုက်တယ်ဟုတ်ပါတယ်မေးရဲ့ဖုန်းထဲမှာရိုက်ကထောက်လန်းကရိယာစထရာကကိုတွေ့လိုက်ရတယ်အဲ့ဒါကိုဖျက်ဆီးပြီးနောက်သူကစာရွက်အဖြူတရွက်ထုတ်ပြီးကိုကိုရေးထားဖို့မေးကိုခိုင်းလိုက်တယ်ဘာကြောင့်လဲဆိုတော့သူကအဆိုးဆုံးအခြေအနေအတွက်ကြိုတင်ပြင်ဆင်နေလို့ပါအရာအလုံးအသင့်ဖြစ်နေပြီးရိုက်နဲ့မေးကဝိုင်းရပိတ်ဆို့မှုကိုဖောက်ထွက်ဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့အပြင်ထွက်လိုက်တာနဲ့လူဆိုးမြဟာပြားတက်လေကားတွေကနေထွက်လာကြတယ်တခြားရွေးစရာမရှိတော့သူတို့လေကားကိုရွေးလိုက်ကြတယ်ဒါပေမဲ့ဟိုတယ်အောက်ထပ်လာပိန်းမှာလူဆိုးတွေပူပြီးများနေတယ်ကံကောင်းစွာပဲရိုက်ဟာတိုက်ပွဲမှာတိမ့်ပိုက်ထားတဲ့ဘီလူတယောက်ပါသူပြစ်လိုက်တဲ့ကြီးစံတိုင်းရန်သူတယောက်ကိုချေမှုန်းနိုင်တယ်ဒီတုံးလုံးတွေကသူ့ကိုမရှင်းနိုင်ကြဘူးဒါပေမဲ့မေးဖန်ဆီးခံရတဲ့အချိန်မှာရိုက်ကအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရပြီးဝိုင်းရမှုကနေထွက်ပြေးရတော့မယ်မေးကိုကဲတင်ဖို့ရိုက်ကပြန်ဘက်ကိုင်းရဲ့ဌာနချုပ်ကိုချက်ချဂင်းဝင်စီးလိုက်